ကဲဆိုပြီးမင်းကမှာ ဘာကတော့ကလာသချင်းနဲ့ အိန္ဒိယဆင်အရန်ကောင်းလို့ရှိဝန်ချန်တေရန်ချာဘီဝန်ချန်တေရန်ချာဘီဝန်ချန်တေရန်ချာဘီ အတိတ်ပဲပါ ဦးချတေရချာဘီ မင်းနဲ့ရှင်းစစ်နောက်စစ်လေဓမ္မဘေးရဲ့တချင်းရမယ်ငါတချင်းတော့တော်တော်ကြိုက်တာဟိုတချင်းလေး ဘယ်စင်းလဲ ငါတချင်းနဲ့မှာဟိုငါကတော့ရင်တော့မယိုးဆန်းဆိုတဲ့ရန်ကုန်မြို့မှာရှိတဲ့ရုံပါလေ အေးရုပ်ရှင်ကိုလေ ပြေတော့တကယ်ကောင်းတာဇက်ဝင်ကန်းထဲမှာဘယ်လိုလဲဆိုတော့အသက်16နှစ်လောက်ရှိတဲ့ကလမာလေးနဲ့အသက်60ကျော်ကလာအဖိုးကြီးညားတာဇလန်းထဲမှာညားကလမာလေးကမင်္ဂလာဦးညမှာဆိုတဲ့တချင်း ဟာအဲ့ဒါချင်းကိုမင်း 16နှစ်လောက်ရှိတဲ့ကလမာလေးနဲ့အသက်60ကျော်ကလာဖိုးကြီးညားတော့မင်္ဂလာဦးညမှာကလမာလေးဆိုတဲ့တချင်း ဘယ်လိုမျိုးလဲ 1 2 3 go အာရီပပနာရဲ ဟဲ့16နှစ်လောက်ရှိတဲ့ကောင်မလေးနဲ့ကလာဖွေးနဲ့ညားတယ်ကလာမလေးဆိုတဲ့တခြင်းလေး ဟုတ်တယ်မင်္ဂလာဦးညမှာကလမာလေး အဲ့ဘယ်လိုလဲ နားထောင်အာရီပပနာရဲ तू အစမသိဘူးလားဒါ မဟုတ်ဘူးလေအသေးနာတယ်လို့ပြောတာမလား